ကျမတို့ရဲ့အခုပြောနေရင်ကိုပြုနေရင်ကိုကျမတို့မှာကံနေကျူးလွန်နေတာနော်အဲကြတော့ကျမတို့ကကောင်းတာလေးတွေဖြစ်ချင်နေဆိုရင်ကျမတို့ကောင်းတဲ့ကံလေးတွေကိုပဲလုပ်ဖြစ်အောင်ကြိုးစားရမှာပေါ့နော်လူဆိုတာကကောင်းတာပဲဖြစ်ချင်တာလေမကောင်းတာကိုဘူးမှမဖြစ်ချင်ဘူးဒါပေမဲ့လူတွေတတိမမူပြီးတဲ့အချက်တစ်ခုကကောင်းတာပဲဖြစ်ချင်တာဒါပေမဲ့ကိုလုပ်တဲ့အလုပ်ကကြတော့ကောင်းတာကြီးမလုပ်ဘူးလေနော်ကောင်းတာကြီးမလုပ်တော့မကောင်းတာတွေလေပါလာမှာပေါ့နော်အဲ့တော့လူတွေကျမတို့တယောက်ကိုရတာကတနေ့ကို24နာရီချင်းတူပဲဘယ်သူမှချိန်ပူရတာမဟုတ်ဘူးနော်အခုကဒီချိန်ဆိုရင်ကျမတို့ဒါနေ့တစ်ဝက်ကျိုးတော့မယ်နေ့တစ်ဝက်ကျိုးတော့မယ်ဒါဆိုကျမတို့မနဲ့မိုးလင်းရနေပြီးတော့အခုနေ့တစ်ဝက်ကျိုးတဲ့ဒီကျမတို့ပြန်ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင်ကျမတို့ကုသိုလ်တွေဘယ်လောက်ရနေပြီလဲနော်ကျမတို့ကုသိုလ်တဲ့ပညာတဲ့ဥစ္စာတစ်ခုခုတိုးပွားနေရမယ်လို့ဆိုတယ်နော်အဲ့တော့တခြားကတော့ထားပါတော့ကျမကုသိုလ်ရည်လေးပဲပြောကြည့်မယ်လေနော်ကျမကုသိုလ်ဘယ်လောက်ရနေပြီလဲကိုယ့်ပုံမှာမူတည်ရင်တော့ကိုလုပ်နေတာဟာအချိန်တန်းကံမြောက်နေတာကျမတို့ဘာမှမလုပ်ဘဲဘာမှမပြောဘဲနဲ့တိတ်လေးနေကိုကျမတို့ကံမြောက်နေတယ်ကျမတို့အတွေးတွေကအလုတ်လုတ်နေတယ်လीနော်ဒါကြောင့်ကျမတို့ချမ်းမြေဆရာတော်ဘုရားကြီးကဆုံးမဘူးတဲ့ဩဝါဒလေးတစ်ခုရှိတယ်သူကပြောပြုတွေးလျင်တတိရှင်တဲ့စင်ကြင်ဉာဏ်ရှိသွားတဲ့ကျမတို့ရဲ့အပြောဆိုတွေအပြုအမူတွေအတွေးကြံတွေကိုတတိလေးထားရမယ်တဲ့ဉာဏ်နဲ့စင်ကြင်ပြီးတော့သွားရမယ်ပေါ့နော်ဒါသိရေးကြည့်ပါတယ်လူတိုင်းဟာလူချင်းတူပါတယ်ကံချင်းမတူဘူးကိုလုံနေတဲ့လုပ်တွေမတူတဲ့အတွက်ဒါကြောင့်အနေထားတွေပုံပန်းတရံတွေရုပ်ရည်တွေဘဝအနှိမ့်အမြင့်တွေကွဲပြားနေကြတာဖြစ်တယ်အဲ့တော့ကျမတို့ကဘဝတွေကိုမြင့်ခြင်းနဲ့နော်ကျမတို့ရုပ်ရည်ယူပကားလေးတွေကိုလည်းလှခြင်းနဲ့ဘဝအဆင့်တန်းတွေမြင့်မားခြင်းနဲ့ကျမတို့လုံးသမျှအဆင်ပြေကောင်းခြင်းနဲ့ဆိုရင်ကျမတို့ကောင်းတာတွေကိုလုပ်ရမယ်ကုံသွားတဲ့အချိန်ချင်းတူအဲ့ချိန်လေးကိုကျမတို့ကုသိုလ်ဖြစ်အောင်လုပ်မလားအကုသိုလ်ဖြစ်အောင်လုပ်မလားဒါကိုကျမတို့တတိလေးထားပြီးတော့ကျမတို့လှုပ်သွားမယ်ဆိုရင်ကျမတို့အချိန်ကြာလာတဲ့အခါမှာကျမတို့ပါလာတဲ့အတိတ်ကုသိုလ်အကုသိုလ်ဟာလည်းရှိသေးတာနော်အဲ့ပုံမှာမူတည်ပြီးတော့ဇွဲမလျှော့ကြပါနဲ့ကျမကတော့ဇွဲမလျှော့ပါဘူးကျမလှုပ်တက်လောက်ဖြစ်မလာရင်လည်းကျမဇွဲမလျှော့ပါဘူးကျမကောင်းတာတွေ